ပါကုန်၏အာတုံသောကိုယ်တတဝါကောင်းတို့သည်ယနေ့ယခုမိသားစုများသုခသောအပုကိုရာဇာယီစိတ်ကြမာကြသည်သာကြသည်ပြပါသည်တော်အားလုံးဘုရား